အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်လုတ်ခဲ AI နေထဲမှာအစွမ်းတော်တော်လေးထပ်ဆုံးဖြစ်တဲ့မြန်မာစာကိုတောင်းမုံလေးတုံးလို့ရတယ်ဒီ lightweight model လေးကိုတွေ့ထားပါတယ်အဲ့ကောင်လေးသူကတော်တော်လေးကိုမိုက်တယ်ဗျမြန်မာစာကိုလေးလုံးအောင် run လေးနည်းနည်းနဲ့ကိုတုံးလို့ရတယ်ဆိုကျွန်တော်တူတူစမ်းကြည့်လိုက်အောင်အခုကျွန်တော်ဒီလုတ်ခဲ model ကိုကျွန်တော်ကဘယ် model လေးသုံးမလဲဆိုရင်ဒီ Gemma 4 E2B ဆိုရင် model ကိုသုံးမှာဖြစ်ပါတယ်ဆိုတော့ Gemma 4ထဲမှာဒါ E2B ဆိုတော့အနည်းဆုံးဗျ2 billion parameter လောက်ပဲရှိရဆိုတော့တော်တော်လေးကို lightweight လေးဖြစ်တယ်ပေါ့နော်သူ့ရဲ့ထက်မှာဆိုလို့ရှိရင် Gemma 4 E4B ရှိမယ်ဗျာကျွန်တော်စက်တာဆိုလို့ရှိရင် Gemma 2 E4B တီကိုနိုင်တယ်ကျွန်တော်60 RAM ကိုဒါပေမဲ့ကျွန်တော် E2B နဲ့ကိုတော်တော်လေးစမ်းသုံးကြည့်တယ်မှာတော်တော်လေးဆင်ပြေဆိုတော့ကျွန်တော်စမ်းသုံးကြည့်လိုက်အောင်Okay ဆိုတော့ကျွန်တော်ဒီမှာစာလေးရိုက်လိုက်မယ်ဆိုတော့ဒီ Gemma 4 E2B model ကိုဒီ internet မလိုဘဲနဲ့မြန်မာလိုအဆင်ပြေနဲ့ဒီ lightweight ပနဲ့ run နေအများကြီးမစားဘဲနဲ့ဒီ locally AI အဖြစ်အသုံးပြုနိုင်ကြအောင် Facebook မှာ post တင်မှုအတွက်မြန်မာလိုစကားပြောနဲ့ content တူလေးရေးပေးပါဆိုပြီးတော့သူထိုင်းကြည့်လိုက်အောင် Okay ခိုင်းလိုက်မယ်ဒီတော့ reasoning model ဗျဆိုတော့ reasoning ဆိုတော့ thinking လုပ်တယ် Okay မြန်တယ်တော်တော်လေးမြန်တယ် Oh my god Okay မြန်တယ် Okay သူအဖြေထုံးတယ် Okayကိုတက်တက်မှ3စက်တက်မဲ့တွေးသွားတယ် Okay ပြီးမြန်မာလိုလေးဖက်ကြည့်လိုက်အောင်မြန်မာလိုကဒီ Facebook မှာဒီ3ပြုနိုင်မှုတော့တဲ့ connect တူလေးကိုဒီလိုအကြံပေးထားတယ် Okay option တွေထည့်ထုတ်ထားပြီเนาะ mic တယ်เนาะ Okay ဆိုခါအကောင်းဆုံးဖြည့်မြန်မာစကားနဲ့အဆင်ပြေပြီးပြောဆိုဆက်ဆက်နိုင်တယ်ကိုပိုင်းစနစ်နဲ့အရင်စတင်လို့ဒီ model ကိုစမ်းကြည့်လိုက်ပါအဲ့တော့ hashtag တွေပါထုတ်ပေးထားတယ် offline AI နဲ့ Okay လေးကောင်းတယ်စိတ်ဝင်စားမှုမြင့်တင်အောင်ပုံစံ Okay လေးကြည့်ကြည့်အောင် internet အတူစံခုနေကြောင်းရလေးပါတဲ့lightweight AI ကိုလုထမလေးကိုတုံးပြနိုင်တာဆိုရင် internet ချိတ်ဆက်မှုမြန်မာလိုစင်ပြေလို့ပဲဒီမှာပြန်မြန်မာ flat လေးပါလိုက်တယ်ဆိုတော်တော်လေးကောင်းတယ်ဆို RAM များစမ်းတယ်တော့နိုင်တူနဲ့ဆွဲဆောင်မှုရှိတော့ပုံစံ Okay internet မလိုပဲလေးလည်းမရှိနဲ့Okay ကောင်းတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူအကြံပြုချက်မှာထပ်ပါတယ်ဆို option 3ခုတောင်ထပ်ထုတ်ပေးရဲ့ပြန်မှာအကြံပြုချက်မှာထပ်ပါတယ်ဆိုတော့ YouTube ရဲ့ logo တဲ့ဒါမှမဟုတ်လို့ရှိရင် internet ပတ်တဲ့ပုံတစ်ပုံထည့်ထားမယ်ဆိုပို့ပြီးတော့မှရက်တင်မှုကောင်းလာပါလိမ့်မယ်မြန်မာစကားလေးကတော့ဟိုဘယ်လိုပြောမလဲအရင်က lightweight ဖြစ်တော့ဗျာမြန်မာစကားလေးကတော့တချို့နေရာလေးမှာနည်းနည်းလေးဟိုဖြစ်နေလိမ့်မယ်ဒါပေမဲ့တော်တော်လေးကောင်းပါတယ်တချို့နေရာမှာ cringe ဖြစ်တယ်ဆိုမဲ့မြန်မာစကားနဲ့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ညီမစကား emoji များတယ်စကားပြပုံတွေ emoji ကိုတင်လျော်စွာအသုံးပြုပေးပါတယ် okay ဆိုတော့မြန်မာစာအနေထားမှာတော်တော်လေးကိုဖတ်လို့ကောင်းတယ်ဖတ်လို့အဆင်ပြေဆိုတဲ့အနေထားမှာရှိရဗျာကျွန်တော်တော့မစိုးဒီ model တော်တော်သဘောကျတယ်ကျွန်တော်အခုသုံးနေဆိုလို့ရှိရင်ဒီ Gemma 4တဲ့က E2B ကိုကျွန်တော် E4B ကိုသုံးနေ E4B ကတော့ပို့ပြီးတော့ကောင်းတယ်မြန်မာစာပို့ပြီးတော့မှအစွမ်းထက်တယ်ဒါပေမဲ့သူက run လိုအပ်ချက်တော့ပို့ပြီးတော့များပါဗျာနော်အခုဆိုလို့ရှိရင်ဒါ 8GB RAM လောက်မှာကိုကျွန်တော်သုံးတယ်ကျွန်တော်အခုသုံးတယ် Gemma 4 E2B ကိုဒီကျွန်တော်ရဲ့ iPhone ပေါ်မှာတော့သုံးတယ်ဗျ iPhone ဆိုရင်ကျွန်တော် RAM က maybe around 6GB or 8GB လောက်ပဲရှိလိမ့်မယ်ဒါပေမဲ့ app ပေါ်မှာကိုမြန်မာစာကိုဒီ E2B နဲ့တော်တော်လေးကိုသုံးလို့ရတဲ့အဆင်ပြေဆိုတော့ခါတင်တော့ရဘယ်လိုမြင်ပြီလဲကျွန်တော်တို့နောက်နေ့မှပြန်ပြီးတွေ့ကြပါမယ်တတာ